ကဲအောင်မြင်တဲ့သူတွေအားလုံးမှာတူညီတဲ့လျှို့ဝှက်ချက်တစ်ခုရှိတယ်ဗျာဒီတစ်ခေါက်မှာတော့အဲ့ဒီလျှို့ဝှက်ချက်ကဘာလဲဆိုတာကိုအချိန်ဘလောက်ကြာနားထောင်လို့မယူတဲ့ပုံပြင်လေးတစ်ပုံနဲ့အတူတူလေ့လာကြည့်ကြရအောင် ပန်းနိုင်ကိုပဲကြည်ပါလူတွေကိုမကြည့်ပါနဲ့ဒီစကားကတကယ်ကိုအစွမ်းချက်ပြီးဒီတင်ဆက်မှုတစ်ခုလုံးရဲ့အဓိက idea ပါပဲကဲဒီအတွေးခေါ်ကကျွန်တော်တို့ရဲ့ပန်းနိုင်နေနဲ့ဘလို့များဆက်ဆက်နေတယ်လဲဆိုတာကိုဇလင်းလေးနဲ့အတူဆက်ကြည့်လိုက်ကြရအောင် ပထမဆုံးပိုင်းကတော့အာယုံစူးစိုက်မှုနဲ့စံသက်ချက်ပေါ့ဆိုတော့ဇလန်တိုင်းမှာအစဆိုတာရှိတာပဲလေဒီပုံပြင်လေးကတငယ်ချင်း၃ယောက်ရဲ့တာယာလေးဘဝလေးနဲ့စတင်ပြီးသူတို့ရဲ့ခင်မင်မှုကိုအကြီးကျယ်စံတက်မဲ့အကြက်အသေးတစ်ခုနဲ့ဘလို့ရင်ဆိုင်ရလဲဆိုတာကိုပြောပြတော့မှာပါ ဟိုးရင်တုန်းကตาရလာပတဲ့ရေကန်လက်တစ်ခုမှာပေါ့ဗျာငန်းနှစ်ကောင်နဲ့လက်တစ်ကောင်ဟာခွဲလို့မရတဲ့တငယ်ချင်းတွေအဖြစ်အတူတူနေထိုင်ခဲ့ကြတယ်သူတို့ဘဝလေးကတကယ်ကိုရိုးရှင်းပြီးတန်ရိုးစင်နေနဲ့ပြည်နေခဲ့တာဒါပေမဲ့အရာအလုံးကပြောင်းလဲသွားတော့မှာပါ သူတို့ရဲ့အေးချမ်းတဲ့ဘဝဟာကြာကြာတော့မခံခဲ့ပါဘူးမမျော်လင့်ပဲနဲ့ပြင်းထန်တဲ့မိုးခေါင်မှုကြီးတစ်ခုကသူတို့ရဲ့နေအင်ရေကန်ကိုဖြည်းဖြည်းဖြည်းခန်းချောက်လာစေရဲ့နောက်ဆုံးမှာတော့သူတို့ရဲ့အသက်ရှင်ရည်တည်ရေကိုပါချင်းချောက်လာတဲ့အခြေအနေကိုရောက်လာပါတော့တယ်ဒါကပဲဇလန်းရဲ့အဓိကပြဿနာဆက်တင်လာတာပေါ့ ဒီရဲ့ချက်တဲ့ကသူငယ်ချင်း၃ယောက်ကြားကကွာခြားချက်ကိုအယမ်းကိုတည်တာစေခဲ့တယ်ငန်းတွေမှာတော့အတောင်ပိုင်တွေရှိတယ်လေဆိုတော့နေရာကောင်းတစ်ခုကိုအလွယ်တကူပြန်သွားလို့ရတယ်လေအတွက်ကတော့ဒီလိုမဟုတ်ဘူးသူကမပြန်နိုင်တော့ဒီခန်းချောင်းနေတဲ့ရေအိမ်ထဲမှာပဲပိတ်မိနေတာပေါ့သူ့အတွက်တော့တကယ်ကိုမျောလင်းချက်မေ့နေတဲ့အခြေအနေတစ်ခုပါပဲလေကလည်းစိတ်ပြက်အားငယ်စွာနဲ့ပြောရှားပါတယ်ငါကမပြန်နိုင်ဘူးဒီရန်ထဲမှာပဲတေးရတော့မှာပဲတဲ့သူ့ရဲ့ဒီစကားတွေကပြဿနာရဲ့ဖိအားဘလောက်တောင်ကြီးမားနေပြီလဲဆိုတာကိုကောင်းကောင်းကြီးခန်းစားမိစီပါတယ် ကဲဒုတိယအပိုင်းကတော့လေးရဲ့ပြန်တန်းခြင်းမှာမျောလင်းချက်ဒီအလုံးကုန်ပြီလို့ထင်ရတဲ့အချိန်မှာပဲဒီကဲတငယ်ချင်းကောင်းဆိုတာပေါ်လာတာပဲငန်းနေဟာသူတို့တငယ်ချင်းကိုပြစ်မသွားပါဘူးမဖြစ်နိုင်တော့ဘူးလို့ထင်ရတဲ့ຢာကိုဖြစ်အောင်လို့မယ်ပါနဲ့တဲ့အစီအစဉ်တစ်ခုကိုသူတို့ဖန်တီးခဲ့ပါတယ် သူတို့ရဲ့စီးစင်ကလေတကယ်ရိုးရှင်းပြမဲ့အရန်ကိုထက်မြက်တယ်ဘယ်လိုလဲဆိုတော့ရှယ်ပြီးခိုင်ရဲ့တုတ်တစ်ချောင်းရှာမယ်ငန်းနှစ်ကောင်ကတုတ်ရဲ့ဟိုဘက်ဒီဘက်အစွန်းတွေကိုနှုတ်သီးနဲ့ကြိုက်ထားမယ်အလဲကိုတော့လက်ကသူ့ပါးစမ်းနဲ့ခိုင်ငယ်မမကိုကြိုက်ထားရမှာဒါပေမဲ့ဒီအစည်းအဝေးမှာအရေးကြီးဆုံးစီးမြင်တစ်ခုရှိတယ်အသက်နဲ့လဲရမယ်စီးမြင်ပဲအဲ့ဒါကတော့ဘာအကြောင်းပြချက်နဲ့မှပါးဆက်ကိုလုံးဝမဖွင့်မိဖို့ပါပဲဒီလိုနဲ့ပဲလိမ့်နဲ့ငါးတွေဟာမျောလင်းချက်အတိအပြည့်နဲ့ခေါင်းငင်မုံကိုပြန်တက်သွားဟဲ့ကြတယ်တကယ်ကိုအောင်မြင်မှုနဲ့ဖြစ်နိုင်ကြည်ပြည့်နဲ့နေလေအခိုက်အတန့်လေးတစ်ခုပါပဲ ကဲအပိုင်းသုံးကိုရောက်လာပါပြီမန်တက်မိတဲ့အခိုက်အတန့်ပေါ့သူတို့ခီးကအဆင်ပြေနေသလိုပါပဲဒါပေမဲ့လူဆိုတာအမြင့်ရောက်လေပြုတ်ကျနိုင်ကြီးပုံမြန်းလေပဲမဟုတ်လားအခုဇလန်းရဲ့အရေးကြီးဆုံးအလဲအပြောင်းအာယုံဆိုင်မှုနဲ့တွေးဖြီးသွားစေမယ့်အခိုက်အတန့်ကိုရောက်လာပါပြီ သူတို့တွေရွာတရွာပေါ်ကနေဖြတ်ပြန်သွားတဲ့ချိန်မှာပဲမြေပြင်ပေါ်ကလူတွေကသူတို့ကိုတတိထားမိတော့ကြတယ်ဒါဟာလေကစ်အာယုံစုဆိုင်မှုကိုစမ်းသပ်မဲ့ပထမဆုံးတော့ပြင်ဘက်ကတော့ရှက်ပါပဲ ဇွာသားတယောက်ကအန်အော်တကြီးနဲ့អော်လိုက်တယ်ဟိုမှာကြည်စံလက်တကောင်ပြန်နေတယ်ဒါဘလို့လို့သိနိုင်မှလဲဆိုပြီးတော့ပေါ့အဲ့ဒီအတိမပြူးမှုကလက်ရစိတ်ထဲမှာမာနာတက်စင်မမျိုးစိတ်တစ်စိတ်ကိုချလိုက်တယ်လို့ပါပဲ ဒါကစဉ်းစားစရာပဲလူတိုင်းကကိုယ့်ကိုအာယုံဆိုင်နေတဲ့အချိန်မှာကိုယ့်ရဲ့ပန်းတိုင်ကိုမလူတန်းစုပ်ကင်ထားနိုင်မှုဘာဒီများလိုအပ်မလဲဒါဟာလီယန်ဆိုင်နေရတဲ့အချီးမဆုံးစမ်းသပ်မှုပါပဲ လူတွေရဲ့ချီကျူးတန်ကိုသဘောကျပြီးမန်တက်ပေါ်တဲ့လက်ကလေးသူဘလောက်တော်ကြောင်ကြွားဝါချင်းစိတ်နဲ့ပါဆက်ကိုဖွင့်ထားလိုက်ပါတော့တယ်ငါကိုကြည့်ကြစမ်းငါကအမားတစ်ခုတည်းပါပဲအာယွန်စူးဆိုင်မှုထက်မာနကိုဦးစားပေးလိုက်တဲ့တခဏတာဆုံးဖြတ်ချက်လီတစ်ခုအဲ့ဒါကပဲသူ့ရဲ့ကံကြမ္မာကိုအဆုံးသတ်သွားစေခဲ့ပါတယ်နောက်ဆုံးအပိုင်းကတော့အာယွန်ပြတ်လွတ်မှုရဲ့တမ်းမှုပေါ့လက်ရဝန်းနေစရာကြဆုံးမှုကပုံပြင်တပုတ်တက်မဟုတ်ပါဘူးဒါကျွန်တော်တို့အားလုံးတဲ့သင်ခန်းစာတစ်ခုပါဒီ Fiat အားနဲ့အာယုံစူးစိုက်မှုရဲ့တမ်းမှုနဲ့အာယုံပြတ်လွတ်မှုရဲ့အန်ဒရီယာကြောင့်ကိုဘာတွေလေ့လာနိုင်မလဲကြည့်လိုက်ကြရအောင်ဒီပုံမြန်ကနေရတဲ့အဓိကသင်ခန်းစာကတော့အာယုံစူးစိုက်မှုပါပဲဆိုလိုလာကကိုလုံးနေရလုပ်ငန်းစဉ်ကိုပဲအာယုံစိုက်ပြီးပဝင်းချင်ကလာတဲ့ချီကျူးတန်တွေကဲရဲတန်တွေအဲ့ဒီလိုစူညံတန်တွေကိုလစ်လူရှူနိုင်တဲ့စိတ်ပိုင်းဆိုင်ရာစီကန်းတစ်ခုကိုပြောတာပါ ဒီမှာရွေးချယ်စရာလမ်းနှစ်သွက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်လမ်းကြောင်းတစ်ကအာယုံစူးစိုက်မှုပဲတုတ်ကိုမြက်မြက်ကိုက်စူညံတန်တွေကိုမိထားပန်းတိုက်ကိုရောက်အောင်သွားလမ်းကြောင်းနှစ်ကတော့အာယုံပြန်လွတ်မှုပါချက်ကိုဖွင့်လူတွေရဲ့အတိမပြုမှုကိုရှာနောက်ဆုံးတော့စုပ်ကင်ထားတာကိုလွတ်ချလိုက်တဲ့အခါကြာရှုံးမှုစီကိုပဲရောက်သွားတာကော
ဆိုတော့အဆုံးမှာတော့ညီမချင်းကရှင်းနေတာပဲအာယုံဆူဆတ်မှုနဲ့စီကန်းကရှင်သန်အောင်မြင်မှုကိုပေးတယ်အာယုံပြန်လွှဲမှုနဲ့မာနကတော့ကြာရှုံးခြင်းကိုပဲခြေစေတယ်ရွေးချယ်မှုကရှင်းပါတယ်ရလက်ကပဲတိုက်ရိုက်ကြပါတယ် ဒါကြောင့်မို့လို့လေအောင်မြင်မှုဆိုတာကကိုယ့်ရဲ့ပန်းနိုင်ကိုပဲမျက်ကြည့်မပြတ်စူးစိုက်ကြည့်ပြီးပတ်ဝန်းကျင်ကစူးညံတန်တွေကိုလစ်လျူရှုနိုင်တဲ့သူတွေစီကိုပဲရောက်လာတတ်တယ်ဆိုတာကိုဒီဇလန်ကကောင်းကောင်းကြီးတတ်တဲ့ပြန်နေတဲ့ ဒီတင်ဆက်မှုကိုအဆုံးမသတ်ခင်မှာကိုယ့်ကိုယ်ပြန်မေးကြည့်ဖို့မေးခွန်းလေးတစ်ခုခြံထားခဲ့ပါစေကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့ပန်းတိုင်စီကနေအာယုံလွဲသွားစေနိုင်တဲ့စူညံတန်တွေကတော့ဘာတွေများဖြစ်မလဲ